ဒီလူနာမေးထားတာတော့ तू ကတော့ဒါစီးကျိုအကြောင်း तू တော်တော်နားလည်နေတယ်ဘာလို့လဲဆိုတော့စီးကျိုမှာနောက်ဆက်တွဲယောဂတွေရှိတယ်ပေါ့နော်အဲ့ခါကျတော့ तू ကသိကျင်တာဒီနောက်ဆက်တွဲယောဂတွေကိုကာကွယ်ဖို့အတွက် CGM ကတစ်ဖက်တစ်လမ်းပဲကူညီပါသလားပေါ့နော်အဲ့လိုသိကျင်တာဟုတ်ကဲ့ဒီဆက်ကိုတက်လိုက်တာနဲ့နောက်ဆက်တွဲတွေမဖြစ်ဘူးအဲ့လိုမျိုးဒါလိုက်တော့မဟုတ်ပါဘူးဒီဆက်ကခုနကျွန်မပြောခဲ့သလိုပဲစီးကျိုအတက်ကြတွေကိုထိန်းနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူကတက်လိုက်ရင်ကနန်းမြင်နေတော့လူနာလည်းကိုယ့်ဘာသာကိုတော့လည်းဒီ control ရသွားတာပေါ့လေနောက်တစ်ခုကနောက်ပိုင်းသူစေတနာတွေလုပ်ကြည့်တဲ့အခါကျတော့ဒီတက်ထားတဲ့လူတွေရဲ့စီးကျိုတွေကမတက်ထားတဲ့လူတွေရဲ့စီးကျိုတွေတက်ပို့ပြီးတော့ထိန်းနိုင်တယ်ပေါ့3လပြန်ပြန်စီးကျိုပို့ပြီးထိန်းနိုင်တယ်ဆိုတာအများကြီးတွေ့တယ်ဘာလို့လဲဆိုတော့လူဆိုတာကိုယ့်ဘာသာကိုcontrol လုပ်တာပေါ့လေနောက်တစ်ခုကတော့လည်းစိတ်ညစ်ရတာပို့လွယ်တယ်ကိုက insulin ထိုးတယ်ညဘက်ကိုထိုးတယ်လူနာအိတ်နေတယ်စနေလားတက်နေလားမသိဘူးမနေ့ကျရင်တော့သူကနန်းသူတွေ့ရောတခါလေကျတော့ကျွန်တော်တို့ဆက်ကိုတက်လိုက်တဲ့အခါကျတော့တညလုံး90လောက်ကြာနေတဲ့လူတွေလည်းတွေ့တယ်ပေါ့လေဒါကြောင့်မို့ဒီဟာကိုတက်လိုက်တယ်ဆိုလို့ရှိရင်တော့သူများထက်ပိုပြီးတော့စီးချိုထိန်းနိုင်တာပိုကောင်းတာပေါ့လေနောက်ဒီ CGM တက်14မှာတော့ဘာပါလဲဆိုတော့ time in range လို့ခေါ်တယ် time in range ဆိုတာဘာလဲဆိုတော့ကျမတို့ကစီးချိုကို80ကနေ180အတွင်းเนาะစီချို80ကနေ180အတွင်းကိုအချိန်တိုင်းတာတစ်ခုရဲ့80ရာခိုင်နှုန်းကို8ထဲမှာပဲရှိစီခြင်းတယ်။အချိန်တိုင်းက80ရာခိုင်နှုန်းဆိုတာ3နာရီဆို3နာရီအတွင်းမှာဆိုရင်80သူတက်ထားတဲ့နှစ်ပတ်အတွင်းပေါ့သူရဲ့နှစ်ပတ်အတွင်းမှာနှစ်ပတ်ရဲ့80ရာခိုင်နှုန်းသောအချိန်တွေက80နဲ့180ကြားထဲမှာပဲရှိရဆိုလိုတာတချို့သောအချိန်လေးမှာကျသွားတာရှိနိုင်တယ်180တဲ့များသွားတာလည်းရှိနိုင်သို့တော့များသောအားဖြင့်80ရာခိုင်နှုန်းနဲ့အထက်ကတော့ဒီနှစ်ခုကြားထဲမှာပဲရှိရဆိုရင်ဒီ time in range 80ရာခိုင်နှုန်းကျော်တဲ့လူတွေကနောက်ဆက်တွဲယောဂါတွေပို့ပြီးကာကွယ်တယ်။ဒါကြောင့်မလို့ဒီဆက်တက်ရင်ကာကွယ်လားဆိုတော့ဆက်တက်ရုံနဲ့တော့မဟုတ်ပါဘူး။ဆက်ကိုတက်ရမယ်။စီချိုပို့ထိန်းရမယ်။ခုနပြောတဲ့အကောင်းဆုံးဖြစ်တဲ့ဒီအချိန်ပေါ့အချိန်တိုင်းတာတစ်ခုရဲ့80ရာခိုင်နှုန်းဒီ80နဲ့စီချိုခဏန်း80နဲ့180ကြားမှာအချိန်များများထိန်းနိုင်လေသူ့အတွက်နောက်ဆက်တွဲယောဂဖြစ်ဆောင်အနည်းဆုံးဖြစ်လေပေါ့နော်ဒါကြောင့်အဲ့လိုပြောရမယ်ဆိုရင်တော့ indirectly ပေါ့တော်ရည်သောနည်းဖြင့်တော့သူကဒီနောက်ဆက်တွဲယောဂတွေကိုကာကွယ်ပေးပါတယ်ခုနကပေါ့နော်အမေကုန်းနဲ့တော့မပါဘူးဒါပေမဲ့အမေပြင်လုပ်ရင်လည်းစိတ်ဝင်စားလာလေဘာလို့လဲညဘက်စီးကြိုအရန်သိကျင်ကြညဘက်စီးကြိုဘာလို့အရန်သိကျင်တာအိတ်သွားတဲ့ခါမှာလူတွေကသူတို့စီးကြိုကြလာဆိုတဲ့လက္ခဏာကိုမသိတော့ဘူး။ဟိုမှာစီးချိုကြားလာလို့ရှိရင်ကြားတဲ့လက္ခဏာတွေကရင်တုံနေတို့ချွေးစီးပြန်လို့ပိုက်စားဒါပေမဲ့လူတယောက်အိတ်နေလို့ရှိရင်အဲ့ဒါတွေမသိဘူးပေါ့နော်။သို့တော့ဒီလိုမျိုးတွေညဘက်ကိုနော်တာနဲ့ hypoglycemia ခေါ်တယ်။ညဘက်တွေမှာကြားတယ်ဆိုရင်လူရဲ့နှလုံးကိုထိခိုက်စေတယ်။ဒါမှမဟုတ်ချို့တွေကအဲ့ရထဲမှာသက်ဆုံးနေရဘာလို့ဒါမျိုးတွေပေါ့လေမသိလိုက်တဲ့ခါမှာနှလုံးတွက်ကိုထိခိုက်တတ်တယ်ဒါကြောင့်မလို့ကျမတို့ကဒီစီးချိုကြတာဒီနေခင်းမှာတော့သူ့ဘာသာသူပြန်ပြီးတော့ပြန်တက်အောင်လုပ်ဖို့အတွက်သူကအသိရှိပေမဲ့အိပ်ပျော်နေတဲ့အချိန်မှာကျတော့ကြောက်ရတယ်ပေါ့နော်ဒါကြောင့်မလို့အဓိကအဖြစ်တော့ညဘက်ကိုဆေးအများကြီးတောက်ရတဲ့လူတွေ insulin dose အများကြီးပေးတဲ့လူတွေမှာတော့ညပိုင်းအိပ်ရာဝင်တဲ့အချိန်မှာ hypoglycemia ကတော့အရေးကြီးပါတယ်ဟုတ်ကဲ့ခုဒီချာရှင်းပြပေးကျေးဇူးပါဒီလူနာမေးထားတာပေါ့နော်သူကတော့ဘယ်လိုပြောမလဲအခုနောက်ပိုင်းစီးကြိုလူနာတွေမှာ trend တစ်ခုရှိရပေါ့နော်ကိုလိမ့်တင် short ချရမယ်နောက်ကိုပါဇက်ကိုစောင့်စည်းရမယ်ပေါ့နော်စားနေတိုင်းစားလို့မရဘူးပေါ့နော်အဲ့တော့သူသိချင်တာ CGM ကတဲ့ကိုလိမ့်တင်ကြဖို့နဲ့တဲ့အစားခြင်းစိတ်တွေတဲ့ထိန်းချုပ်နိုင်ဖို့လေကူညီပေးနိုင်ပါသလားဆက်ကြီးတက်လာရင်တော့မစားချင်တော့အဲ့လိုတော့မဟုတ်ဘူးပေါ့နော်ဒါစီချိုလူနာတွေမှာအစားချင်စိတ်ကိုထိန်းချုပ်လာဆိုတော့ဒီလိုမျိုးကြီးဆက်တက်လာရင်ထိန်းချုပ်တယ်ဒါပေမဲ့သူ့ကိုတော့အတိတရားတော့အတိပေးနေသလိုတော့ဖြစ်မှာပေါ့ခုနအပေါ်မှာကျွန်တော်ပြောသွားသလိုပဲဒီအစားရင်ကဘယ်လောက်တက်မလဲဆိုတာဘယ်သူမှမသိဘူးပေါ့အဲ့တော့မစားခင်မှာ CGM လေးကိုကြည့်လိုက်တယ်100ပဲရှိတယ်စီရပေါ့နော်ဒါပေမဲ့သူစားလိုက်တယ်ခိုင်ပြန်လဲကြည့်ရော350ဖြစ်သွားတယ်ဆိုရင်ဒီစားစာမျိုးကသူ့အတွက်မတင်တော့ဘူးပေါ့နော်အဲ့လိုနီးနေတော့သူထိန်းလို့တော့ရနိုင်ပါတယ်နောက်ခေါကဒီအစားအစာတွေမှာ glycemic index ခေါ်တဲ့အချိုများများတက်တဲ့အစာတွေပေါ့တော်တော်များများသိမသိကြဘူးနောက်စားပြီးတော့မှပဲသူတို့ကိုယ်တိုင်ပဲသိကြပါဥပမာဆိုရင်နာတွေကဆမဒီယာလေးစားလိုက်တယ်ဒါဆိုတော်တော်တက်တယ်နော်စားပြီးရင်ဖောက်လိုက်တော့သူတို့ပဲပြန်ပြီးတော့တကယ်တော့ဟိုကိုယ်တိုင်သိတဲ့ကိစ္စပေါ့လေအဲ့တော့စားခြင်းစိတ်ကိုထိန်းချုပ်လာဆိုတော့ဒီဟာကိုသိသွားတယ်ဆိုလို့ရှိရင်ဘာတွေစားရင်ဘယ်လောက်တက်တယ်ဆိုတာသိတဲ့အခါမှာတော့သူ
သူတို့ပြန်ပြီးတော့ကိုယ်တိုင်ပေါ့လေဟိုအစားကိုတော့ဓာတ်ရက်ပြန်လုံနိုင်ပြီလို့ထင်ပါတယ် စင်ကျင်လို့ရရတယ်အမှန်နဲ့ကျွန်တော်ဆိုလည်းတည်တယ်ကျွန်တော်ဆိုပရီတာပြီးရှိတော့လေပဇွန်စားတာနဲ့ကျွန်တော်ဂလူကိုလည်းလေးတက်လာကိုကန်စားမိတယ် လို့လေပေါ့သူတို့ကတော့ဂယူးဆိုင်ကြတယ်တော့ဘယ်ဟာစားရင်ဘယ်လောက်တက်တယ်ဆိုတာတော့ဒီဟာပေါ်နေတော့လေမြင်တော့မြင်နေတာပေါ့ဒါပေမဲ့တချို့ကတော့ extreme ဖြစ်သွားပြီးတော့စိတ်ပူပန်မှုတွေအများများသွားတာမျိုးလည်းရှိတတ်ပါတယ် ဟုတ်ဒါအစားအစာကိုပေါ့နော်ဒါပွင့်လေးပြိုင်တော့ထိန်းချုပ်လို့တော့မရဘူးဒါပေမဲ့အတိတော့ရသေးတယ်ပေါ့နော်ဝိတ်ကြစေလားဝေးကြတယ်ဆိုတာကတော့ခုနပြောဆက်ကြီးတက်ပြီးတော့ဝေးကြတာတော့မဟုတ်ဘူးပေါ့နော်ဒါလည်းသူကိုယ်တိုင်ဝေးဟိုချခြင်းနဲ့ဟိုပါပေါ့လေဆန္ဒရှိမှပဲသူလိုက်ပြီးဝေးချမှပဲကြာမှာပေါ့ဒါတခုတည်းနဲ့တော့လေဟိုဝေးကိုဒါလိုက်ကျသွားတာမျိုးတော့မဟုတ်ပါဘူးကိုလေးချိန်ကြာဖို့အတွက်အစားတောက်တဲ့အရေးတော့ကြည့်ပါတယ်ဟုတ်ဒီမိကုန်းနဲ့ပဲဆက်ပြီးတော့မေးချင်တာအဲ့ CGM ဆက်ကအဲ့ခဏကိုမှ14ရက်တက်ထားဆိုတော့ तू ကနေ့စဉ်သူကကိုနဲ့ကတ်နေတာဆိုတော့ဟိုမပြုတ်ကြတာဟိုခိုင်ခန့်မှုဘယ်လောက်ရှိလဲဗောနော်ဘာလို့လဲဆိုတော့လေ့ကျင့်ခန်းဂျင်သွားတယ်ဗာညာတမရဆိုလို့နော်အဲ့ဆိုဟို CGN ကကြတော့ဒီ tissue ရည်ထဲမှာသူ့ရဲ့အာယုံခံတဲ့ sensor ချောင်းလေးပါတယ်အဲ့ဒီပုံမှာမှကျမတို့ကပြန်ပြီးတော့ဟို plaster လိုဟာမျိုးလေးနဲ့ကတ်ထားတာပေါ့နော်ဒီ plaster တွေကတော့များသောဖြင့်ရေကူးလို့လည်းရတယ်ရေချိုးလို့လည်းရတယ်ချွေးတော်ရုံတန်ုံထွက်ရုံနဲ့တော့တိတ်တော့မကွာတတ်ဘူးပေါ့ဒါလေးနည်းနည်းဟလာပြီဆိုရင်လည်းအပေါ်ကအားလေးကိုပဲပြန်လဲလို့ရပါတယ်ဒီ CGN ဆက်ကတ်ထားတဲ့ဒီ sensor ကြီးတစ်ခုလုံးပြန်ပြီးတော့လဲဖို့မလိုပါဘူးဒါဆိုရင်တော့တော်တော်14ရက်တော့တော်တော်ခိုင်ခန္ဓာကိုယ်ပေါ်မှာရှိနေပါပေါ့နော်ဒီကပါဟုတ်ကဲ့နောက်မိကုန်းတစ်ခုကတော့ဒါစီဂျိုရှိတဲ့လူနာတိုင်းပေါ့နော်ဒါအာယုံဆိုင်ရတဲ့အရာပေါ့အင်ဆူလင်ပေါ့နော်ဒါဟိုစီဂျိုနဲ့အင်ဆူလင်ဆိုတာခွဲလို့မရဘူးပေါ့နော်ဒီလူနာသိကျင်တာကတော့သူကဒီအင်ဆူလင်အာနိသင်နဲ့အစွမ်းထက်လာဖို့ဘယ်လိုပြုမှုနေထိုင်သင့်တယ်လဲပေါ့နော် lifestyle ဟိုဘယ် lifestyle ကအင်ဆူလင်ထွက်အောင်ကောင်းစီလဲဆိုအဓိကပြင်းတော့အမျိုးအစားနဲ့စီးကြိုတွေပေါ့ကျမတို့အတွေ့များတော့အမျိုးအစားနဲ့ပေါ့လေဒီအမျိုးအစားနဲ့စီးကြိုတွေကအင်ဆူလင်မထွက်တာမဟုတ်ဘူးထွက်တယ်ဒါပေမဲ့ထွက်လာတဲ့အင်ဆူလင်ကိုခန္ဓာကိုယ်ကအသုံးမပြုနိုင်ဘူးပေါ့လေ insulin resistant လို့ခေါ်တယ်ဒါကြောင့်မလို့ကိုယ်မှာရှိတဲ့ထွက်တဲ့ insulin တွေကိုခုနပြောသလိုမျိုးပို့ပြီးတော့အားကောင်းလာအောင်အသုံးပြုနိုင်အောင်အတွက်သူက lifestyle နေထိုင်စားသောက်မှုပုံစံတွေပြောင်းဖို့လိုပါတယ်အဓိကအဖြစ်အရေးကြီးဆုံးကတော့ကိုယ်လေးချိန်လျှော့ချဖို့ပဲကိုလေးချိန်များနေတဲ့လူဝိညာဉ်နေတဲ့လူတွေက insulin ဒီတုံ့ပြန်တဲ့အားပို့ပြီးတော့ဟောပေါ့လေခုခံပိုများတယ်ပေါ့ကိုထုတ်တဲ့ insulin ကိုကအသုံးမပြုနိုင်ဒါကြောင့်ဒီလိုလူတွေမှာ insulin ဖောက်ကြည့်လိုက်အများကြီးပဲဒါပေမဲ့ထွက်နေတဲ့ insulin တွေကဒီခန္ဓာကိုယ်ရဲ့ tissue level တွေမှာသူ့ရဲ့နေရာတွေမှာအလုပ်ကောင်းကောင်းမလုပ်နိုင်ဘူးကျမတို့ကအနည်းဆုံးတော့ကိုလေးချိန်ကိုငကိုလေးချိန်ရဲ့9% ကနေ10%လောက် short ချသွားရင်ပေါင်200ရှိရင်တော့ပေါင်20ပေါ့မလျှော့နိုင်တော့အနည်းဆုံးသူ့ရဲ့9%တော့14ပေါင်လောက် short ချလိုက်တယ်ဆိုရင်ဟိုပဲသူ့ရဲ့ insulin ကကောင်းကောင်းပို့ပြီးတော့အလုပ်လုပ်ပါတယ်ဒါကြောင့်အရင်ဆုံးအရေးကြီးဆုံးကတော့နံပါတ်1ကို4ချိန် short ချမယ်ပေါ့နော်ဟိုကျမကပေါင်200ကြီးကိုပေါင်100လောက်လုပ်ခိုင်းတာတော့မဟုတ်ဒါပေမဲ့သူ့ရဲ့လက်ရှိမူရင်းရဲ့9%လောက်ချရင်ကိုတော်တော်ကြီးကောင်းတယ်ပေါ့ဒါကတော့နံပါတ်1ပေါ့နံပါတ်2ကတော့ကိုလက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ဖို့လိုတယ်လေ့ကျင့်ခန်းလို့ပြောလိုက်ရင်လူတွေကလမ်းလေးထွက်လျှောက်တာလောက်ပဲမြင်တယ်ပေါ့နော်ဒါမျိုးကိုလေ့ကျင့်ခန်းလို့မခေါ်ပါဘူးချွေးထည့်ရမယ်နောက်ပြီးတော့ဒီနှလုံးခုန်လုံးမြင်ရမယ်ဒါမျိုးလေးတွေဥမာဆိုရင်လမ်းကိုခတ်သွက်သွက်လျှောက်တာမျိုးပေါ့နောက်ကကျတော့စပိန်စီးတယ်နော်တနာယူနေဆုံး3မိုင်လောက်ရောက်တဲ့နှုံမျိုးနဲ့စီးရတာမျိုးနောက်ပြီးတဲ့အခါကျတော့ဥယျာဉ်ချမ်းစိုက်ပြိုးတာကတာတို့ချွေးထွက်တဲ့အားမျိုးတွေပေါ့ဒါမျိုးတွေကိုတစ်နေ့ကိုအနည်းဆုံးမိနစ်30နာရီဝက်တစ်ပတ်မှာအနည်းဆုံး9ရက်တော့လုပ်ရမယ်စုစုပေါင်းတော့တစ်ပတ်ကိုမိနစ်150ပေါ့ဒါမျိုးလုပ်တယ်ဆိုလို့ရှိရင်ကိုယ်လေးချိန်ကြာတာမကြာတာတဲ့ဆိုင်ခန္ဓာကိုယ်ရဲ့ insulin တွေကပို့ပြီးတော့အလုပ်လုပ်ပါတယ်အဲ့တော့ဒါတော့နံပါတ်1ပေါ့နံပါတ်3ကတော့ခုနအစီများတဲ့အစားအစာတွေစားလို့ရှိရင်တို့ကတစ်ချိန်မှာလည်းဒီ insulin တုံ့ပြန်မှုများစေတယ်ပေါ့နော်အမြင်ပါတဲ့အစားအစာတို့ဒီလိုဟာတွေကိုပို့ပြီးတော့စားတဲ့တယ်ပေါ့ဒီ3ချက်ပါပဲဒီတာဒါဆိုရင်ဒီ3ချက်ကိုဟိုဖြည်းဖြည်းမှန်မှန်လိုက်ရှောက်အောင်ပေါ့နော်အဲဆို insulin ကောင်းတယ်ပေါ့နော်ဟုတ်ကဲ့အဲ့လိုကောင်းတာလေတိုင်းတာလို့ရလား insulinတော်တော်များများတော့ဒီတိုင်းကြတယ်ပေါ့နော်ကျမတို့ HOMA IR ဆိုတဲ့ method နဲ့တော့တိုင်းလို့ရတယ်ဒါကဘာကိုတိုင်းတာလဲဆိုတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့ insulin နဲ့ glucose ကိုပြန်တိုင်းပြီးတော့သူကဒါ formula နဲ့ပြန်တွက်တာဒါပေမဲ့ဒါသူ့သေသနာတွေမှာပဲလုပ်တယ်ကျမတို့တိုင်းလို့ရတယ်ဒါပေမဲ့ဒီ
လူနာတွေဆေးကုသတဲ့အခါမှာဆေးပေးတဲ့အခါမှာဒီ insulin level တွေကိုကျမတို့သိမတိုင်းဘူးဘာလို့လဲဆိုဒီကိုလာတဲ့မျိုးစားနှစ်စီးချိုတွေနဲ့ဒီကိုလေးချိန်များနေတဲ့လူတွေအားလုံးက insulin resistant ရှိကြတယ်ပေါ့နော်ဒါကြောင့်မလို့ဒီဟာတွေကိုတိုင်းလို့တော့ရတယ်သူတည်တနာတွေမှာပဲတိုင်းကြတယ်ပုံမှန်ဆေးကုတဲ့ချိန်မှာတော့ insulin level တွေကျသွားပြီလားလို့တက်သွားပြီလားလို့သိပြီးတော့မတိုင်းကြပါဘူး